အပြစ်တွေပဲတစ်စိမ့်စိမ့်မြင်သူ့အတွက်လည်းဘာမှကောင်းတဲ့ဘက်မှာပြောင်းလဲသွားတဲ့အကြောင်းမရှိသလိုကိုယ့်အတွက်လည်းဘာမှအကျိုးရှိတာတော့မဟုတ်လားဒါကြောင့်အကုသိုလ်တွေပဲဖြစ်ရတယ်သူများအကြောင်းစဉ်းစားတဲ့ကိစ္စတွေကိုဘုံဘုံတို့တွေဟာရက်တန့်တဲ့တယ်ဆိုတဲ့မှန်ကန်တဲ့အမြင်ရှိရအဲ့လိုရက်တန့်တဲ့တယ်ဆိုရင်ဘာနဲ့စားထိုးမလို့ကိုယ်အကြောင်းကိုစဉ်းစားတာနဲ့စားထိုးရမယ်နော်ဒါကြောင့်မြတ်စွာဘုရားကကိုယ်အကြောင်းကိုစဉ်းစားရင်အလွန်အကျိုးရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဒေသနာလေးတစ်ခုရှိတယ်သူကတော်တော်လေးနဲ့တယ်အတ္တနာသောရယတ္တနာပฏิမန္တေထအတ္တနာသောအတ္တဂௌတ္တတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိဒါလေးနည်းနည်းလေးအာယုံပြုကြည့်မယ်နော်အတ္တနာသောရယတ္တနာကိုစောရကတက်ပါနော်စောရကတက်တယ်ဆိုတဲ့စကားလုံးလေးကြားဖို့တယ်မို့လားစောရကတက်တယ်ဆိုတာသူ့ရဲ့အပြစ်ကိုထောက်ပြပြီးတော့အကြောင်းပြချက်တောင်းတာဟုတ်တယ်မို့လားမင်းဘာကြောင့်ဒီလိုလုပ်တာတော့မင်းလုပ်နေတာမှားနေတယ်ဘာလို့မှားတာတော့ဟုတ်လားစောရကတက်တာနော်အဲ့ဒါဘယ်သူ့ကိုစောရကတက်ရမှာကိုစောရကတက်ရမယ်တဲ့မင်းဒီလိုနေတာထိုင်တာကောင်းလားဒီလိုပြောတာဆိုတာကောင်းလားဒီလိုအချိန်လေးဖြုံးနေတာကောင်းလားအစရှိသဖြင့်ကိုယ့်ရဲ့ချွတ်ရင်းချက်မှားယွင်းချက်တွေကိုကိုယ့်ကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒါကိုထောက်ပြီးတော့မင်းဒီတိုင်းနေတာဟုတ်လားလို့ကိုဘာလို့ရမလို့စောရကတက်ရမယ်တဲ့လောက်ကောင်းတဲ့အဆုံးပါလေအတ္တနာသောရယတ္တနာကိုစောရကတက်ပါပฏิမန္တေထအတ္တနာသူကြတော့ပိုးပြီးတော့အသေးစိတ်သွားတယ်ကိုစုံစမ်းစစ်ဆေးပါတဲ့နော်တရားသူကြီးကရာဇဝတအမှုတွေကိုစစ်ဆေးတယ်လို့ကိုဘာလို့မလို့စစ်ဆေးရမယ်စုံစမ်းရမယ်ကိုကဘလို့အည်သွေးရှိတာကိုကဘလို့အနေထားရှိတာတော့ကောင်းတဲ့ဘက်မှာရောမကောင်းတဲ့ဘက်မှာရောဟုတ်လားမကောင်းတာတွေကိုဘယ်တိုင်းတာထိပျော်မှုနေတော့ကောင်းတာတွေကိုဘယ်တိုင်းထိပြင်းရည်နေတော့စရှိတဲ့ဖြင့်ကိုယ့်ရဲ့အခြေအနေမှန်တွေကိုသိအောင်စုံစမ်းရမယ်စစ်ဆေးရကိုကောင်းလားမကောင်းလားမနဲ့လင်းလာရင်မှန်ကြည့်ကြတယ်ဘာလို့လဲကိုမျက်နှာလေးကိုစစ်ဆေးတာပေါ့ညစ်ကြေးတွေမြန်ပေးနေသလားပေးနေရင်တုတ်ပြစ်မယ်ပေါ့ပို့ပြီးတော့လှပအောင်လိမ့်ညချဲကြတာပေါ့မရှိဘူးလားရှိတယ်အဲ့လိုပဲကိုယ်စိတ်ကလေးကိုစစ်ဆေးရမယ်မကောင်းတာတွေတွေ့ရင်ဖဲပြစ်မယ်ဟဲပို့ပြီးတော့ကောင်းအောင်ဆင်မယ်ဟဲဒီစိတ်မျိုးကိုပြောတာနော်ဒါကြောင့်မြတ်စွာဘုရားကိုစောရကတက်ရမယ်ကိုစုံစမ်းစစ်ဆေးရမယ်အဲ့ဒါလို့ဆိုရင်ဘာဖြစ်လာမလို့တဲ့သောအတ္တဂௌတ္တတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိကိုစောရကတက်တဲ့လူကိုစုံစမ်းစစ်ဆေးတဲ့လူဟာတဲ့တတိနဲ့ပြည့်စုံလာတယ်တဲ့သောအတ္တဂௌတ္တတတိမာကိုတတိနဲ့စောင့်ရှောက်လာတယ်တကယ်တမ်းကဘုံဘုံတို့ကငါဘလို့အနေထားမျိုးရှိတုံးလို့မှန်မှန်ကန်ကန်သိလာရင်ငါမကောင်းသေးဘူးဆိုတဲ့အဖြေပဲထွက်လာမှာနော်ဥဒုဇင်ပဲရှိသေးတယ်လေဟုတ်လားမကောင်းသေးဘူးဆိုရင်ငါကောင်းအောင်လုပ်ရမယ်ဆိုတဲ့အဖြေထွက်လာတယ်ဒါလူတိုင်းကကိုစဉ်းစားရင်ဒီဖြေထွက်မယ်နော်အဲ့လိုကောင်းအောင်လုပ်မယ်ဆိုလို့ရှိရင်တကယ်လက်တွေ့မှာကောင်းအောင်ဘယ်လိုလုပ်မလို့ဆိုတော့တရားဘာဝနာကျင့်တဲ့နီးနဲ့ပဲလုပ်လို့ရတယ်ဒါဘုံဘုံကလူရင်းကိုဖြတ်ပြီးတော့ပြောလိုက်တာဟုတ်လားကိုတတိထားတဲ့နီးနဲ့ပဲအမှားမရှိအောင်လုပ်ရတယ်အဲ့ဒါကိုစုံစမ်းစစ်ရင်တတိတွေရှိလာပြီးတော့ကိုစိတ်ကလေးကလုံခြုံသွားမယ်လို့ပြောတာအဲ့ဒီနေ့မှာတတိရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘုံဘုံကဘာလေးပြောရင်လို့ဆိုဂယုစိုက်တယ်ဆိုတဲ့စကားလုံးလေးကိုပြောခြင်းကိုဂယုစိုက်တယ်ကိုစိတ်ကိုဂယုစိုက်တယ်ခရီးသွားနေဆိုမိဘတွေကတာသမီးကိုဟဲ့ဂယုစိုက်နော်ကိုကသွားမယ်ဆိုကြံရတဲ့တာသမီးတွေကိုဟဲ့ဂယုစိုက်နေရဲ့နော်မလုပ်တာတော့ဂယုစိုက်ဆိုတဲ့စကားလေးကအရာအလွန်ကျယ်တယ်မဟုတ်တာမလုံးနဲ့လို့လည်းပဲအတိတ်ပဲတက်ရောက်တယ်ကောင်းတာတွေကိုကြိုးစားလို့အတိတ်ပဲလည်းတက်ရောက်တယ်ကိုမစင်းရအောင်ဒုက္ခမရအောင်ကာကွယ်စောင့်ရှောက်ပြီးတော့နေလို့လည်းပဲအတိတ်ပဲတက်ရောက်တယ်ဂယုစိုက်ဆိုတာလေးကဟုတ်လားအဲ့လိုပဲဘုံဘုံတို့တွေကကိုယ်စိတ်ကလေးကိုဂယုစိုက်နေမယ်ဘာလဲအတိတ်ပဲမမှားအောင်လုပ်တယ်ဂယုစိုက်တယ်ဆိုအမှန်တတိထားတာပဲတတိထားတာလွဲလို့ဒီတဘာဝတရားတွေပုံမှာဘုံဘုံတို့ကကောင်းအောင်ဒီပြင်နီးနဲ့လှုပ်ဖို့ဆိုတာနီလန်မရှိဘူးတကယ်တမ်းကသူ့ကိုတတိထားတယ်ဂယုစိုက်တယ်ဒါကကောင်းအောင်လုပ်နေတာမကောင်းတာမဖြစ်အောင်လုပ်နေတာဆိုကြပါစို့ဒီကလေးလေးတယောက်တစ်နှစ်သားနှစ်နှစ်သားအရွယ်လေးနော်ဆော့တယ်ဒါဆော့တဲ့အရွယ်လေးကိုထိန်းတဲ့လူကဘာလုပ်အောင်ဂယုစိုက်ရတယ်ဂယုစိုက်တယ်ဆိုတာဘာလို့သူ့ကိုကြည့်နေတာပဲလေအမြင့်အနေကြမယ်ဆိုရင်မကြအောင်ကြည့်နေမှာပဲသိမှာဟုတ်တယ်မဟုတ်လားမတော်တာကောက်စားလိုက်မယ်ဆိုရင်လည်းမစားအောင်ဘာလုပ်အောင်တော့ကြည့်နေရတယ်ကလေးကိုဘာလုပ်တာအဲ့ဒါဂယုစိုက်တာဂယုစိုက်နေတယ်ဆိုတော့သူ့ကိုမျက်ခြေမပြတ်ကြည့်နေတာကြည့်နေတဲ့အခါကျတော့ तू မဟုတ်တာလုပ်မယ်ဒုက္ခရောက်မဲ့ကိစ္စကိုကွာတားနိုင်တယ်ဟုတ်တယ်မဟုတ်လားအဲ့လိုပဲကိုယ်စိတ်ကလေးကိုလည်းဘာလုပ်အောင်တော့ဂယုစိုက်မယ်တတိနဲ့ကြည့်နေရမယ်ဒါပြောတာဟုတ်လားအဲ့တော့တကယ်လက်တွေ့ကောင်းအောင်လုပ်တယ်ဆိုတာအဲ့ဒီတတိပဋ္ဌာန်နီးနဲ့လုပ်ရတာ